အဲ့ဒီညမှာပဲခုနကကားတိုက်မိမလို့ဖြစ်တဲ့အမျိုးသားစီကဖုံးဝင်လာတယ်မနှက်ဖြန်အဲ့ဒီအက်ဆီဒင့်ဖြစ်ခဲ့တဲ့နေရာမှာပဲတွေ့ရအောင်လို့ပြောပြီးသူမဘာမှပြန်မပြောနိုင်ခင်မှာပဲဖုံးချသွားတော့တာနောက်ရက်မနက်စောကြီးမှာကောင်မလေးလည်းချင်းတဲ့နေရာကိုရောက်သွားတာပေါ့အဲ့ဒီအချိန်မှာပဲကားတစ်စီးကသူတို့စီကိုဝူခနဲ့မောင်းဝင်လာလို့ကောင်မလေးလည်းလန့်ဖြာပြီးအဲ့ဒီအမျိုးသားကိုကာကွယ်ပေးဖို့ရှေ့ကနေပိတ်ရက်လိုက်တယ်တကယ်တော့အဲ့ဒီကားမောင်းသမားကအဲ့ဒီလူရဲ့လက်ထောက်ဖြစ်နေပြီးကားကလည်းသူ့ကားဖြစ်နေတာပေါ့ကားရှိကရွှေရောင်မက်တစိတ်ကိုမြင်တော့ကောင်မလေးလည်းဒီလူပါလဲပေါ့ဆိုပြီးတော်တော်လေးစိတ်ဝင်စားသွားတယ်အဲ့ဒီနောက်သူမကဘီတက်ကလထိုင်ပေါ်ကသူ့ကိုကားပေါ်တက်ဖို့ကူညီပေးမလို့ပြင်းတဲ့အချိန်မှာပဲအန်ဝေါ်စရာကြီးဖြစ်သွားပြန်ရောအဲ့ဒီအမျိုးသားကကလထိုင်ပေါ်ကနေတာတာရရထွက်ပြီးကားထဲကိုသူ့ဘာသာသူလက်လျှောက်ဝင်သွားတာသူကမတန်ဆွမ်းတဲ့သူမဟုတ်မှန်းသိလိုက်ရတဲ့အချိန်မှာသူမမှာပါဆက်အဟောင်းသားပေါ့အဲ့ဒီလူကဘီတက်ကလထိုင်တုံးတဲ့သူတိုင်းကမတန်ဆွမ်းတွေမဟုတ်ပါဘူးလို့ခက်ပြုံးပြုံးပြောတော့ကောင်မလေးခမညာဦးကြောင်ကြောင်နဲ့ပဲကားပေါ်လိုက်ထိုင်ခဲ့ရရှာတယ်လူကောင်းတစ်ယောက်ကဘာလို့ဘီတက်ကလထိုင်နဲ့တွာလာနေလဲဆိုတာသူမဘလို့မှစဉ်းစားလို့မရခဲ့ဘူးနောက်တော့ကောင်မလေးကသူ့ကိုရှေးဟောင်းပစ္စည်းပြန်လဲပြုပြင်တဲ့ဆိုင်တစ်ဆိုင်ကိုခေါ်သွားပြီးဆိုင်ရှင်ကိုကြွေထဲတွေပြင်ပေးဖို့အကူအညီတောင်းတဲ့အိတ်ထဲကအပိုင်းစားတွေကိုထုတ်ပေးလိုက်တဲ့အချိန်မှာဆိုင်ရှင်ကြီးပါမျက်လုံးပြူးသွားတာဘာလို့လဲဆိုတော့အဲ့ဒီကြွေထဲကနှစ်300ကျော်တက်တန်းရှိတဲ့ရတနာတစ်ပါးဖြစ်နေလို့ပဲအဲ့ဒီတော့မှကောင်မလေးလည်းငါတကယ်ကိုမလျော်နိုင်တဲ့ပစ္စည်းပါလားဆိုပြီးရင်းအေးသွားတော့တယ်